channel လေးlike subscribe လုပ်လို့ရတယ်ကျွန်တော် channel အသစ်လေးနဲ့ကျွန်တော်လုပ်တဲ့ video ရှင်ဟာတာ video တွေရှင်လည်းလုပ်တော့မှာဖြစ်ပါတယ်အဲ့တော့တကယ်ချင်းတော့ကျွန်တော်လည်းတစ်ချက်တော့ကြည့်လိုက်ကြည့်လိုက် let's go တော့ပေါ်ရေးကြည့်လိုက် yeah boy လူတိုင်းကမှန်းနေမကင်းပါဘူးတဲ့ခဲရနေမှာဘာလို့ခဲဖြစ်ပါလဲတိလားကြိုက်ဘူးတို့ကြောင့်တဲ့တော့ခဲရကြကြလားကြကြလား what ရောရဖြစ်နေတော့စိတ်တက်ကြအားမငယ်ပါနဲ့မင်းရောက်ဖြစ်တော့မှန်တစ်ချက်ဝယ်လိုက်ပါတဲ့ဘာလို့နော်ဒါ motive ပေးမှုကွာဘယ်တော့မှအောက်ကြမခံပါနဲ့ဒါ motive ပေးအောင်နော်ပြန်ကောက်စားပါမျောစရိုက်တော့ motive ပေးမှုလို့လေအခုကလူကြီးဆိုတယ်လုံးသမျှမမှန်နိုင်ပါဘူးတဲ့အဲ့တော့လူကြီးရဲ့အောက်မှာပါဖြစ်တော့မြန်မာလူကြီးများဟာကောင်းတယ်လူတောင်းတော့သိမလားခုကလူကြီးရောကွာငါတို့ကြီးငါတို့ပြောမှန်တယ်ငါတို့ဝါကျင်းတယ်မင်းတို့ဆက်တွေ့ကြုံရှိတော့ငါတို့ပြောတာအမှန်ငါတို့ပြန်မပြောနဲ့ဟိုကိုရီးယားပြန်ရှင်းပြရတာဝါဒီကလည်းဒီကတော့ပြန်ရှင်းပြတာဒါပေမဲ့တို့လက်မခံပြန်ခံပြောတယ်ဟောရိုင်းနေအဲ့လိုဖြစ်သွားတယ်နော်မရကြောက်ပြန်ပွဲကြီးကဲခေါင်းရင်းတို့ဒီထဲမှာနော်အိမ်တောင်တွေများရှိကြလို့ရှိမျိုးသားတွေပေါ့နော်မရကြောက်ပြန်ပွဲကြီးရှိပါတယ်လို့နော်ခိုင်ကြောညာဝင်ပေးတာခါလေးကြောညာဝင်ပေးတာပါပထမဆုက10သိန်းရမယ်မိမကိုဘယ်သူပို့ကြောက်လဲမိမခိုင်းတာဘယ်သူအကုန်လုံးလုံးနိုင်လဲမိမဘူးကြောက်လဲပေါ့ပထမဆုက10သိန်းဒုတိယဆုက9သိန်းကွာတတိယဆုက3သိန်းနှစ်သိန်းဆုက3သိန်းတကယ်ငါးဆူရမှာဗျာနေ့တိတ်ဆူငါးဆူတော့ပါအဲ့တော့ bro မှာငါရှေ့မရကြောက်ရှေ့ရောက်ဆုရှိခုရှိပါတယ် okay ကြိုင်ပွဲကြီးပေါ့နော်ဘယ်နည်းရဲ့ဘယ်ချိန်ဆိုတော့ကျွန်တော်နောက်မှပြန်ပြောလို့ပါနော် nice ဒီမှာပါလို့ဟိုရှေ့မှာစမိတ်လေးတွေနဲ့အလေးတွေကိုအကုန်လုံးပြောင်းလာမယ်အနောက်မှာစီမီလေးစီးလို့ရတဲ့အနေထားလေးကမှရှိသေးတယ်ရှေ့မှာစမိတ်လေးနော်တရားကြည့်နော်ပြကြရင်ဘုတငယ်ချင်းမင်းကလေးကိုပဲဖြစ်ဖြစ်ဘုတငယ်ချင်းယောက်ျားလေးတွေဆော်ပဲဖြစ်ဖြစ်သူတို့ဒီကလေးကိုညဘုကြပေးလို့ရဟလားတငယ်ချင်းကတော့မမှတ်ပါနဲ့ဘာလို့ဆိုတငယ်ချင်းတော့လည်းကြီးစားမရှိဘူးဟောမှာ stock FE နောက်တစ်နေ့နေကတော့ကောင်းလေးနဲ့ကောင်းမလေးမပြောင်းလား shopping mall ပဲဒီထွက်ကြတော့ကွာshopping mall ထွက်ကြတော့ကောင်းလေးမေးလိုက်ဆွဲကြိုးဆိုင်နေတူပါတယ်ဆွဲကြိုးလက်ဆွဲရောင်းရောနော်ဟာချစ်ဒီဆွဲကြိုးကြီးကြိုက်လာကောင်းမလေးလည်းကြိုက်တယ်ချစ်ကြိုင်တော့ခိုးလေးဟိုလူကြည့်ပေးတာနဲ့ကောင်းပြီလို့နော်ဒီတော့တက်ဟလားစောင့်တောင်းမွေးကောင်ဆော့ထားတဲ့အချိန်မွေးကောင်ဆော့ထားတဲ့အချိန်ဘယ်ဖြစ်လဲဆိုဆော့ဝယ်ပေးမှလားအဲ့လိုနေလိုက်တာချစ်ဆွဲကြိုးလေးကြိုက်လာဆော်လေသူရတော့မယ်ပေါ့ရတော့မယ်ဆိုရင်ကြိုက်တော့ခိုးလီသူကြည့်ပေးတာနဲ့နော်ခေါင်းရဆောက်ကျင်လေရဒီခုကတော့ကြော်ကြီးနော်ကြော်ကြီးတင်ငယ်ချင်းဘောကအင်ခေါ်လေဘောကအင်တော့ကြပြီးသားခေါင်းကသူငယ်ရောအင်ခေါ်လေပါညာချစ်ချူလိုက်တိုင်းမေးမညအိမ်မနော်ယောက်ျားကြီးရှင်းလိုက်တာမိမတော့ကွာဘလို့ကြီးတယ်ပြန်ကြည့်မယ်နော်ပြန်ကြည့်မယ်ဘလို့ကြီးလေတိုင်း yeah boy မေးမညအိမ်မနော်ယောက်ျားကြီးရှင်းလိုက်တာမျိုးသူတို့ကြပြန်လာအောင်သူမနာအရထွက်ကြူတော့ကွာရိုးချင်တာဘောဟုတ်တယ်မလားသူတို့ကြတယောက်လေးထင်မျိုးရိုးချင်တာကျော်ကြီးနည်းနည်းများပါပြီဖြစ်ဖို့မရှိဘူးတော်ကြီးမင်းမမြင်လိုက်ဘူးမလားno ငါလုံးဝမမြင်ဘူးမင်းတကယ်ကိုမမြင်တာနော်ဟုတ်တယ်လုံးဝပဲပြောမင်းမမြင်ဘူးတော့ပြောအောက်ကပြောမင်းเจ้าငါပြည့်နော်မင်းဒီနေ့အိမ်လာတက်ဖို့ bro ခဏလေးဘာကြီးလဲပြောမင်းမမြင်ဘူး oh bro မမြင်လိုက်ဘူးတဲ့နော်တကယ်ချင်းနော်တစ်ချက်ကြည့်မမြင်လိုက်ဘူးတဲ့ဘာကြီးလဲ
3 2 ဘာလို့လဲโอ้กินก็ထောင်းလားกินก็ထောင်း 没事多少年？ ဒီခန်းကိုဗျအဲ့ဒီအခန်းကို ဒီခန်းကိုပြအဲ့ဒီအခန်းကိုပြဟုတ်တယ်မင်းတို့ကဘာဖြစ်တာလဲပြန်ကြည့်မယ်ပြန်ကြည့်မယ်ဘာဖြစ်တာလဲ 3 ဘာဖြစ်သွားတာလဲမင်းကဘာဖြစ်သွားတာလဲဟုတ်ပြီဟာဒီ 没事多少年？ ဒီခန်း အဲ့ချိန်မှာမင်းကဘာလို့ပြက်အဲ့ချိန်မှာမင်းကဘာလို့ပြက်တာလဲဟာကွာမျိုးလေကွာကြာပြန်ကြည့်မယ်ကြာကျွန်တော်တို့မမြင်လိုက်ပါဆိုတော့ငွေကြီးတို့မမြင်လိုက်အောင်ဆိုကျွန်တော်နောက်တစ်ခါဖြတ်โอเคโอเคဒီနေ့ကတော့ရောက်တော့မယ် 没事多少年？ ပြက်သွား ဒီခန်းကို ဒီပြက်သွားတယ်အဲ့တော့ဘာဖြစ်လဲ ဗျအဲ့ဒီအခန်းကိုဗျ တကယ်ချင်းတော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ပထမဗီဒီယိုပထမဆုံးစပြီးတော့ရိုက်ပြီးတော့စ edit တဲ့ဗီဒီယိုဖြစ်တဲ့အတွက်အမှားတွေအများကြီးပါနေပါတယ်ကျွန်တော် edit ပိုင်းအားနည်းရတယ်ဖြစ်နေတယ်ကင်မရာပိုင်းကင်မရာရှိမှကျွန်တော်ပထမဆုံးစပြီးတော့တရုပ်ပေါ်ဝင်ရိုက်ရတဲ့အထွက်ကျွန်တော်အမှားလေးအများကြီးပါနေပါတယ်အဲ့တော့ကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်ခွင့်လို့ပေးကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ညာခုလိုကျွန်တော်နဲ့အတူရှိပြီးကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ရအောင်နော်